ကဘာကြီးကတနေ့တခြားပို့ပြီးတော့ဆိုးွားလာပြီဗျာခြေနေတိတ်မကောင်းတော့ကဘာကြီးကလက်ရှိခြေနေမှာအပူချိန်က1.5 ဒီဂရီစင်တီဂရိတ်ကြီးတိုးလာဗျာ1.5 ဒီဂရီစင်တီဂရိတ်ဆိုတာတေးသေးလေးလို့ထင်ရရင်ပဲတကယ်တော့အဲ့ဒီတေးသေးလေးကနေအကြီးကြီးအများကြီးဖြစ်နိုင်တယ်ဗျာကုလသမဂ္ဂကထုတ်ပြောရဆိုရင်ကဘာကြီးပေါ်မှာအပူချိန်က1.5 ဒီဂရီစင်တီဂရိတ်ကြီးတိုးနေရဗျာအဲ့ဒါကိုနိုင်ငံတွေကထိန်းချုပ်ဖို့အတွက်ပြက်ကွက်နေကြတယ်စိတ်ပတ်မကြရှင်တွေရဲ့တတိပေးချက်မှာဆိုရင်ဒီလိုမျိုးအပူချိန်1.5 ဒီဂရီစင်တီဂရိတ်တိုးလာတာက2030ခုနှစ်ရောက်တဲ့ခါမှဆိုရင်နောက်ကြောင်ပြန်လဲလို့မရတော့ဘူးဗျာအရန်စွန့်စားမှုကြီးရရောက်သွားပြီဗျာဒီလိုမျိုးအပူချိန်တစားစားနဲ့တိုးလာတာကိုအဲ့ချိန်လောက်မှစပြီးထိမ့်မယ်ဆိုရင်နောက်ကြောင်ပြန်လဲလို့မရတော့တဲ့စွန့်စားကန်ကြီးတစ်ခုဖြစ်လိမ့်မယ်ဆိုပြီးတော့ပါသတိပေးထားတယ်လက်ရှိအခြေအနေမှာကဘာကြီးကပြိုင်ဆိုင်တာရဲ့အရန်များရဗျာတနိုင်ငံနဲ့တနိုင်ငံဘယ်နိုင်ငံကဘယ်နိုင်ငံကိုတာသွားမလဲဆိုတော့ပဲကြည့်နေကြတယ်ဘယ်နိုင်ငံနဲ့ဘယ်နိုင်ငံကိုဘယ်လိုမျိုးလှုပ်လိုက်ကြမလဲဆိုတော့ပဲကြည့်နေကြရဗျာတိုးတက်ကအပြိုင်ဆိုင်တာဖို့စူးစမ်းနေတဲ့ကဘာကြီးကိုထိမ့်သိမ့်ဖို့မေ့နေကြရဗျာအဲ့ချိန်မှာလည်းတစားနဲ့ကဘာကြီးကပျက်စီးရွေးလာတယ်လူတွေလှုပ်တဲ့ဒဏ်ကြောင့်ဒါမှမဟုတ်လေတဘာဝပတ်ဝန်းကျင်ကြောင့်ပြောင်းလဲလာတဲ့အခြေအနေကြောင့်တစားနဲ့ထိမ့်သိမ့်မှုရော့လာတဲ့အခါမှာအပူချိန်တွေအရန်တက်လာကြတယ်2024ခုနှစ်ကလည်းစံချိန်တင်အပူဆုံးတွေထဲမှာမှတ်တမ်းဝင်ခဲ့တယ်2025ခုနှစ်ကလည်းမှတ်တမ်းဝင်လာနိုင်တယ်သူတက်ကအပြိုင်ဆိုင်လောက်တာလည်းလောက်ပေါ့နော်အဲ့ဒါလည်းတစ်ပိုင်းကဘာကြီးကိုလည်းထိမ့်သိမ့်ဖို့တစ်ပိုင်းအဲ့လိုလေးတော့ဖြစ်သွားရင်တော့ပိုကောင်း